ခုကျမ်းပိုင်းကတော့ချွတ်မြောက်ရာကျမ်းခန်းကြီး30ဖြစ်ပါတယ်ခန်းကြီး30အငယ်1မှ30တဏီကနန္တာဘောင်းကိုမိရှို့เสียရစ်ပလင်ကိုအာကာရှသားနှင့်လုပ်ရမည်ထိုပလင်သည်အလျားတစ်တောင်အနံတစ်တောင်စုရန်၄တောင်ဖြစ်၍အမြင့်2တောင်ရှိရမည်ဥဂျိုတို့ကိုလည်းအာကာရှသားဖြင့်ပြီးစေရမည်ပလင်ထိတ်နံရန်ဥဂျိုတို့ကိုရွှေစင်နှင့်မွမ်းမံ၍အပေါ်နားပတ်လည်၌ကွတ်သောရွှေတစားကိုလည်းလုပ်ရမည်ရွှေတစားအောက်ပလင်တစ်ဖက်တစ်ချက်တောင်း၌ရွှေခွင်းနှစ်ခွင်းကိုလုပ်၍ပလင်ထမ်းเสียတဘိုးနေရာဖြစ်ရမည်တဘိုးတို့ကိုအကရှသားနှင့်လုပ်၍ရွှေနှင့်မွမ်းမံရမည်ငါသည်တင်နှင့်တွေ့ရရပ်တက်တေခံချက်ထားသောတစ်တာကိုကာသောကလကာရှိ၌ထိုပလင်ကိုထားရမည်အာယုန်သည်နန်းတိုင်းမိခွက်တို့ကိုပြင်သောအခါထိုပလင်ပေါ်မှမွှေးသောနန္တာဘောင်းကိုရှို့ရမည်ညဥ်ရ၌လည်းမိခွက်တို့ကိုထွန်းသောအခါထိုပလင်ပေါ်မှနန္တာဘောင်းကိုရှို့ရမည်ထိုတို့တင်တို့သားစဉ်မြေးဆက်တို့သည်ထာဝရဘုရားရှေ့တော်၌အစဉ်မြဲပြုအပ်သောနန္တာဘောင်းရှို့ခြင်းဖြစ်သည်ထိုပလင်ပေါ်မှထူးခြားသောနန္တာဘောင်းကိုမရှို့ရမိရှို့သောရစ်ကိုမပြုရဘောဇဉ်ပူဇော်တကာကိုလည်းမပြုရတွန်းလောင်းရာပူဇော်တကာကိုလည်းမပြုရအာယုန်သည်တစ်နှစ်တစ်ခါအပြစ်ဖြေရာရစ်ကောင်အသွေးကိုယူ၍ထိုပလင်ဤဥဂျိုတို့၌အပြစ်ဖြေခြင်းမင်္ဂလာကိုပြုရမည်တင်တို့သားစဉ်မြေးဆက်တို့သည်တစ်နှစ်တစ်ခါထိုတို့ပြုရကြမည်ထာဝရဘုရားအားအလွန်တန်ရှင်းသောရစ်ပလင်ဖြစ်သည်အငယ်7မှ16တဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကားဣသရေလအမျိုးသားတို့ကိုရေတွက်၍စာရင်းယူသောအခါဘေးလွတ်မည်အကြောင်းရှိသမျှတို့သည်အသီးအသီးမိမိအသက်ရွေးရန်အဘိုးကိုထာဝရဘုရားအားဆက်ကပ်ရမည်ရေတွက်၍စာရင်းဝင်သောသူအပေါင်းတို့သည်အကြတ်တော်အလိုက်ငွေအကြတ်တဝက်စီထာဝရဘုရားအားဆက်ကပ်ရမည်အကြတ်ကားဂေရ20ဖြစ်သည်အသက်20မှစ၍ပိုလွန်သောသူအပေါင်းတို့သည်စာရင်းဝင်၍ထိုသို့သောပူဇော်တကာကိုထာဝရဘုရားအားပြုရမည်ကိုယ်အသက်ကိုရွေးခြင်းငှာထာဝရဘုရားအားပူဇော်တကာကိုပြုသောအခါငွေရတတ်သောသူတို့သည်မပူဆင်းရဲသောသူတို့သည်မလျော့ဘဲလူတိုင်းအကျပ်တဝက်စီပေးရမည်ဣသရေလအမျိုးသားတို့၏အရွေးငွေကိုယူ၍သူတို့အသက်ကိုရွေးခြင်းငှာထာဝရဘုရားရှေ့တော်၌ဣသရေလအမျိုးသားတို့၏သက်သေဖြစ်ရမည်အကြောင်းပရိသတ်စည်းဝေးရာတဲတော်စရိတ်အဖို့လုံငါထားရမည်ဟုမိန့်တော်မူ၏အငယ်19မှ21တဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကားအာယုန်နှင့်သူ၏သားတို့လက်ချေဆေးเสียဖို့ကြေးဝါခြေတော့ပါသောကြေးဝါအိမ်တုံကိုလုပ်၍ပရိသတ်စည်းဝေးရာတဲတော်နှင့်ရစ်ပလင်စက်ကြား၌ထားရမည်သူတို့သည်ပရိသတ်စည်းဝေးရာတဲတော်သို့ဝင်တော်၎င်းအမှုတော်ကိုထမ်း၍ထာဝရဘုရားအားမိရှို့သောရစ်ကိုပူဇော်ခြင်းငှာရစ်ပလင်နာသို့ချင်းကပ်တော်၎င်းတေဘေးနှင့်ကင်းလွတ်မည်အကြောင်းမိမိတို့လက်ခြေကိုဆေးရမည်ထိုတို့သူတို့နှင့်သူတို့အမျိုးအနွယ်အစဉ်အဆက်တို့သည်စောင့်ရသောပညတ်တော်ဖြစ်သည်ဟုမိန့်တော်မူ၏အငယ်22မှ33တပန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူပြန်သည်ကားတင်သည်မြတ်သောနန္တာမျိုးကိုအကြတ်တော်နှင့်ချိန်လျက်စင်ကြယ်သောမူရန်စေအကြတ်900မွေးသောတစ်ကြဘိုး250မွေးသောကြံ250တစ်ကြဘိုးတစ်မျိုး900တန်လွင်စီတဟိန်ကိုယူ၍စေးသမားအတက်နှင့်ဖျောင်းစီကိုဖော်တတ်သည့်အတိုင်းလိညံစီဒီဟုသောတန်ရှင်းသောနန္တာစီကိုဖော်ပြီးမှပရိသတ်စည်းဝေးရာတဲတော်နှင့်တက်တေခံချက်တစ်တာကို၎င်းစပွဲနှင့်စပွဲတစားရှိသည်မြကို၎င်းမိခုံနှင့်မိခုံတစားကို၎င်းနန္တာပေါင်းရှို့သောပလင်မိရှို့ရာရစ်ပူဇော်သောပလင်နှင့်ပလင်တစားရှိသည်မြကို၎င်းအင်ဒုံနှင့်အင်ဒုံခြေတောက်ကို၎င်းထိုနန္တာစီနှင့်လိမ့်သဖြင့်ထိုအရာတို့ကိုအလွန်တန်ရှင်းစေခြင်းငှာထိုတို့တန်ရှင်းစေရမည်
ထိုအရာတို့နှင့်တွေ့သမျှသောအရာသည်သန့်ရှင်းသောအရာဖြစ်ရမည်။အာရုန်နှင့်သူ၏သားတို့ကိုလိမ့်၍သူတို့သည်ငါရှေ့၌ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှါယဇ်ပုရောဟိတ်အရာ၌ခန့်ထားရမည်။ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာသင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ဤဆီသည်ငါအဖို့သန့်ရှင်းသောလိမ်းရန်ဆီဖြစ်ရမည်။လူ၏ကိုယ်ပေါ်မှမလောင်းရ။ထိုဆီကိုဘော်သည်နည်းတူအခြားသောဆီကိုမဘော်ရ။သန့်ရှင်းသည်ဖြစ်၍သန့်ရှင်းသည်ဟုသင်တို့သည်မှတ်ရမည်။ထိုဆီနှင့်တူအောင်ဘော်သောသူမဆိုင်သောလူ၌လိမ်းသောသူမည်သည်ကားမိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟုမိန့်တော်မူ၏။တဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကား၊မွေးသောနံ့သာမျိုးတည်းဟူသောနဒပ်စေး၊မွေးသောငါးခွံ၊ဂါလဗန်စေး၊စင်ကြယ်သောလောဗန်စေးတို့ကိုအညီမျှချိန်ယူ၍ဆေးသမားအတတ်နှင့်နှာဆေးကိုဘော်တတ်သည်နည်းတူရောနှော၍သန့်ရှင်းစင်ကြယ်သောနံ့သာပေါင်းကိုဘော်ရမည်။အချို့ကိုလည်းညက်ညက်ထောင်းပြီးမှငါသည်သင်နှင့်တွေ့ရာအရပ်ပရိသတ်စည်းဝေးရာတဲတော်၌သက်သေခံချက်ရှေ့မှာထားရမည်။သင်တို့တွင်အလွန်သန့်ရှင်းရမည်။ထိုသို့နံ့သာပေါင်းကိုဘော်သည်နည်းတူအခြားသောနံ့သာပေါင်းကိုကိုယ်သုံးဘို့မဘော်ရ။သင်တို့တွင်ထာဝရဘုရားအဘို့သန့်ရှင်းရမည်။အကြင်သူသည်မိမိရှုစရာဘို့ထိုနံ့သာပေါင်းနှင့်တူအောင်ဘော်၏။ထိုသူသည်မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟုမိန့်တော်မူ၏။ Okay နောက်ကျပတ်ရမှာပြန်တွေ့ကြမယ်နော် bye bye